green tea နဲ့ matcha နဲ့ကတူလားဖြောပုံဖြောနည်းရောတူတူပဲလားနှစ်မျိုးလုံးက Camellia sinensis လို့ခေါ်တဲ့ပင်တစ်မျိုးတွေကလာတာပါဒါပေမဲ့သူတို့ကိုစိုက်ပျိုးပုံပြုပြင်ထုတ်လုပ်ပုံနဲ့တောက်သုံးပုံနဲ့လုံးဝမတူညီပါဘူးဒီနေ့မှာတော့ကျွန်တော်ရဲ့အရင်ဆိုင်မှာရှိသမျှပစ္စည်းလေးတွေနဲ့ဖြောပြထားတဲ့ Thai green tea နဲ့ matcha latte တွေကိုဖြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး matcha bowl ထဲမှာ matcha 5 gram နဲ့နိုနှင်းငယ်ထည့်ပြီးတော့ microphone နေရာအထိမှွေပေးရပါမယ် matcha paste လေးရပြီးတော့ရင်တော့ green tea mix 20 gram ကို tea portafilter ထဲထည့်ပါမယ် tea portafilter ကမြန်မာနိုင်ငံမှာအသုံးပြုရနေပါတယ် green tea mix ကိုခုလိုမျိုးဖြောလို့ရတယ်လို့ဂျင်းနွေးနဲ့နှက်ထားပြီးတော့လည်းဖြောလို့ရပါတယ်ဘာကွာလဲဆိုတော့ဝေးကွာတာပါ tea portafilter နဲ့ဖြောတာက instant ဖြစ်တဲ့အတွက် green tea ရဲ့ aroma ကိုပိုရစေပြီးတော့နှက်ပြီးတော့ဖြောတာကတော့ရတာပို strong ပါတယ် matcha နဲ့ green tea paste လေးရပြီဆိုရင်တော့ nozin sugar syrup စတာတွေကိုမိမိသဘောကျနဲ့တက်တယ်လို့မျိုးပေါင်းဆက်ပြီးတော့တောက်သုံးနိုင်ပါတယ် Thai green tea ချက်ခေါင်းရံက creamy ဖြစ်ပြီးစပယ်ပန်းလို frequent မျိုးရစေပါတယ် nozin နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့လူကျဲများပြီး smooth ဖြစ်တဲ့ချွတ်ချွတ်မွေ့မွေ့ရတာလေးကိုရစေပါပါ matcha ကတော့အာတီဆိုတဲ့မိသားဆန်တဲ့အနံ့နဲ့နည်းနည်းနဲ့တင်းတင်းလေးပြင် green နဲ့မှဆွဲကြံစေနိုင်ပြီးပြေဝရရတာပုံမှန်ပြီးခါတက်တက်ရတာရဲ့နောက်မှာအချိုးတဲ့အနှဲငယ်လေးရရှိစေကစိတ်ကိုတည်ငြိမ်မှုကိုခံစားရစေမှာပါ Thai tea နဲ့ green tea တို့ကိုအလွယ်တကူပြုလုပ်နိုင်တဲ့ tea portafilter လေးကိုအောက်ကချင်းဝါလေးထဲမှာအလွယ်တကူမှာယူနိုင်ပါပြီကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် Eric ပါ